က30ရွယ်ရောက်ပြီတဖြည်းဖြည်းတော့ရင့်ကျက်လာပြီဒါပေမဲ့ကလေးစိတ်တစ်ခါတလေရှိနေတော့စင်စင်သာသာတွေးမိတယ်လက်တွဲပေါ်ရှာရင်30ရွယ်30ကျော်ချစ်သူတယောက်တော့ရှာနေတယ်လို့ချင်တဲ့တယောက်တော့တွေ့ထားတယ်အစင်ပြေရင်သူ့ကိုလေထောင်ရချင်မှာပဲအမြန်ဖွင့်ပြောမှဖြစ်တော့မယ်ကွယ်30ရွယ်30ကျော်အရွယ်ကောင်းတော့မှပဲကိုချစ်ကိုလက်ခံလိုက်ပြိုမဒီချော်ရဲ့30ရွယ်30ကျော်အရွယ်ကောင်းတော့မှပဲကိုချစ်ကိုလက်ခံလိုက်ပြိုမဒီချော်ရဲ့လက်ခံတဲ့သူထီပေါက်သလိုကန်ထူးမယ်အမြန်ဝင်လာခဲ့ကိုရဲ့ရင်ဝင်နေတက်က30ရွယ်ရောက်ပြီတဖြည်းဖြည်းတော့ရင့်ကျက်လာပြီဒါပေမဲ့ကလေးစိတ်တစ်ခါတလေရှိနေတော့စင်စင်သာသာတွေးမိတယ်လက်တွဲပေါ်ရှာရင်30ရွယ်30ကျော်ချစ်သူတယောက်တော့ရှာနေတယ်လို့ချင်တဲ့တယောက်တော့တွေ့ထားတယ်အစင်ပြေရင်သူ့ကိုလေထောင်ရချင်မှာပဲအမြန်ဖွင့်ပြောမှဖြစ်တော့မယ်ကွယ်30ရွယ်30ကျော်အရွယ်ကောင်းတော့မှပဲကိုချစ်ကိုလက်ခံလိုက်ပြိုမဒီချော်ရဲ့30ရွယ်30ကျော်အရွယ်ကောင်းတော့မှပဲကိုချစ်ကိုလက်ခံလိုက်ပြိုမဒီချော်ရဲ့လက်ခံတဲ့သူထီပေါက်သလိုကန်ထူးမယ်အမြန်ဝင်လာခဲ့ကိုရဲ့ရင်ဝင်နေ30ရွယ်30ကျော်အရွယ်ကောင်းတော့မှပဲကိုချစ်ကိုလက်ခံလိုက်ပြိုမဒီချော်ရဲ့30ရွယ်30ကျော်အရွယ်ကောင်းတော့မှပဲကိုချစ်ကိုလက်ခံလိုက်ပြိုမဒီချော်ရဲ့လက်ခံတဲ့သူထီပေါက်သလိုကန်ထူးမယ်အမြန်ဝင်လာခဲ့ကိုရဲ့ရင်ဝင်နေအမြန်ဝင်လာခဲ့ကိုရဲ့ရင်ဝင်နေ